ကဲဆိုင်ငယ်ချစ်သူညီကိုတို့ဒီနေ့ကောင်းစဉ်လေးကတော့ကျွေရှော့နဲ့ဝန်လိုရှော့မှာဘယ်ကောင်းပိုကောင်းလဲဆိုတာပါပဲဒီဗီဒီယိုမှာဒီကောင်တစ်ကောင်ရဲ့အသက်ချက်အားနည်းချက်တွေကိုနိုင်ရှင်းပေးတော့မှာဖြစ်လို့ဆုံးဖြတ်ကြည့်လိုက်အောင်ဟုတ်ကဲ့ပထမဆုံးကျွေရှော့အကြောင်းအရင်ပြောအောင်ကျွန်တော်တို့မြင်နေကြဗညာနှစ်ဖက်ပါတဲ့ရှော့ပါရီကိုသူ့ရဲ့အဓိကအသက်ချက်ကတော့ဝင်တွင်နိုင်သွားမှာခရီးတော့မလားထုတ်ဖို့အများကြီးတယ်မလားနောက်ကလူဘဝတို့ကြီးတင်ပြီးမောင်းမလားပိတ်ကိုမြဲမြဲတတ်ထိမ့်ပေးနိုင်တော့မှာတော့ကျွေရှော့ကဆရာကြီးပါပဲနောက်ပြီးပြုပြင်တယ်ကူတယ်တရှိခံတယ်ပို့ပြီးတဲ့ပို့လို့ဈေးနှုန်းလေးပို့ပြီးတက်ပါတယ်ကဲဒုတိယတစ်ခုကတော့မွန်လူရှော့ဖြစ်ပါတယ်ဆိုင်ငယ်ရဲ့အလဲဘိုးမှာတစ်ချောင်းနဲ့တက်ဆင်ထားတာသူ့ရဲ့မိုက်စားအချက်ကတော့ cornering နဲ့ handling တော့ပါပဲကွေးတွေမှာအိတ်ကွေးတဲ့အခါရှင်းပြင်းမောင်းတဲ့အခါဆိုင်ငယ်ကိုလုံးဝငြိမ်နေအောင်ထိမ့်ပေးနိုင်ပါတယ်ဒါအပြင်မြင်ပိုင်းမှာလည်းပို့ပြီးတော့ sporty ဖြစ်တယ်ပိုလန်းတယ်ပို smart ကြတယ်ပေါ့ဗျာကဲရိုးရှင်းပဲခြုံငုံပြီးနိုင်ရှင်ကြည့်လိုက်အောင်ကျွေရှော့ကခိုင်ခတ်မယ်ဝင်တင်နိုင်မယ်ပြီးတော့ကြမ်းခံမယ်ဝန်လူရှော့ကတော့အကွေ့တွေမှာငြိမ်နေမယ်အလှမောင်းလို့ကောင်းမယ်ပြီးတော့အချိန်များများမောင်းနိုင်မယ်ဒါကြောင့်သင်ကဆိုင်ငယ်ကိုပစ္စည်းတည်ဖို့မိသားစုစီးဖို့꿰တာဆိုရင်တော့ကျွေရှော့ကအသင့်တော်ဆုံးပါပဲဒါပေမဲ့သင်ကအမြန်မောင်းရတာကြိုက်တယ်ကွေ့တွေမှာအမိုက်စားပတ်ချင်တယ်တိုင်လဲကြရင်လည်းဆိုရင်တော့မွန်လူချော့ကိုပဲရွေးချက်လိုက်ပါပဲကျွန်တော်တို့ဘင်းအောင်ကျွေချော့လားမွန်လူချော့လားပုံမှန်ရေးခဲ့ပြီးပါနောက်တစ်ပူကျွေးမှာပြန်တွေ့ကြမယ်စီးမြလန်နိုင်ပေးခင်ပါစေ